မရဲ့သူပြောလဲမတော့မမပါဘူးဒါပေမဲ့ဥစဉ်နဲ့တက်နိုင်တော့လုပ်နေတာပဲလေစိတ်မစိုးနိုင်တော့ဦးစင်သမီးကဦးစင်ရဲ့တိုက်ကိုပြောချင်ပါတယ်ပြီးတော့ဦးစင်လည်းသဘောကောင်းပါတယ်ဒါပေမဲ့သမီးမြင်အောင်မပြောရင်လေရကြတယ်မယ်လေအေးပါဝီနီအကြောင်းပြောဖို့ကမလွယ်ဘူးအကုန်လိုက်နိုင်မှုဆိုတာခက်တယ်ဘာလို့လဲဆိုတော့တတိပွားရမယ်တတိမရှိရင်ကိုယ်လောက်တဲ့ပြစ်ကိုဘယ်လိုမြင်လို့ရမှာလဲဒီကောင်ကြီးသမီးကတော်တော်ပါရမီထူတာပဲနော်တင်မဖေဟာပြီးတော့ရောင်းဝဲဖို့စင်းနေမဖြစ်သေးရင်ဘာလို့ဝေ့ကြရလဲသမီးကြားဘူးတယ်ဖះဟောတာဝင်းနီးနဲ့မကိုက်ညီပဲတခါကြီးတခါမတွေကတ်တဲ့ဆုံးကိုစားရင်ပူလောင်တဲ့ဒုက္ခဆင်းရဲခံစားရမယ်တဲ့ကဲဥစဉ်လည်းတော့ဆရာရှိသေးတယ်မဖះတယ်နေတာတော့ကြည့်လိုက်အောင်လေ။အော်တင်မဖေဟာတိလားမရှိပဲစီစီစားတာဘာလို့ဖို့လဲအရေးကြီးရရင်လောက်တင်တယ်နော်အေးပါတိလားဆိုတာတင်မနဲ့တူတယ်ရွှေတွေဘလောက်များတင်တယ်အပေါက်တစ်ခုရှိရင်ရောက်ပါပဲကဲတော့ပါပြီသမီးရဲ့နောက်တစ်ခါမမေလည်းသမီးကိုလုံးဝခေါင်းမလာတော့ဘူးဘာလဲသိပြောမဟုတ်ဘူးလားဘယ်နေရာမှညာလေးပြော။ကဲထားလိုက်ပါတော့။ဟဲဦးစင်းကိုဆုံးတော့ပုံမိသွားပြီမမေလည်းသတိမရှိဘူးဘာလဲကောင်စားကြည့်လိုက်ပေါ့တိလားနေရတဲ့သူတယောက်ကိုမတွေ့ရင်တကယ်ဘိုက်စားနေတဲ့သူတယောက်ကိုကျွေးလိုက်ပေါ့